ဒီနေ့ဒေါ်တင်တင်လှနေအိမ်မှာတရားစခန်းစဒါဥစဉ်တို့လူများများနဲ့လောက်တာဆိုဒါဒုတိယအချိန်ပေါ့လွန်ခဲ့တဲ့လကပထမအချိန်ဒေါ်မြင့်မြင့်စိန်အိမ်မှာတရားစခန်းလုပ်ခဲ့ကြတရားဒဂမတွေအနေနဲ့အခုလိုတရားပဲစိတ်ပါလာကြတာတရားအားထုတ်ဖို့စိတ်ပါရုံမကဘူးလေကိုယ်တိုင်ကိုကြအားထုတ်လာကြတာတွေ့ရတော့ဥစဉ်သိဝန်းတာမြတ်စွာဘုရားရဲ့တရားတော်ကလည်းအမှန်ကတော့အားထုတ်မှအကျိုးရှိတာကိုယ်တိုင်ကျင့်ကြံမှအကျိုးရှိတဲ့တရားသိနေုံနဲ့ကိစ္စမပြီးသေးဘူးသိတဲ့အတိုင်းကျင့်မှဆေးလိုပါပဲလေဆေးဖော်တတ်နေုံနဲ့လည်းပဲကိစ္စမပြီးသေးဘူးဆေးရှိနေုံနဲ့လည်းပဲကိစ္စမပြီးသေးဘူးဆေးကိုစားမှဒီဆေးစားမှကိုယောဂပြောက်ထို့တူပဲမြတ်စွာဘုရားတရားတော်ကလည်းနားနေုံသိနေုံနဲ့ကိစ္စမပြီးသေးဘူးကျင့်နေရှိထိအောင်ရောက်အောင်သွားကြရအောင်အခုတက္ကနာမတွေတော်တော်များများကအကျင့်လမ်းထိအောင်ရောက်အောင်သွားနေကြတယ်ဒီလိုနဲ့ပဲတဖြည်းဖြည်းရလာလိမ့်မယ်လို့မျှော်လင့်ရတာပေါ့နောက်လည်းပဲတတ်နိုင်တဲ့အခါတိုင်းတလားတစ်ခါနှစ်လတစ်ခါစသည်အခုလိုစုပြီးတော့ဟိုအိမ်ဒီအိမ်တရားထိုင်သွားကြအဲ့တော့ဒီတရားထိုင်ဖို့စတာကတော့ဟိုလုံးပန်းနေတာတော့ကြာပြီပေါ့လေလုံးမယ်ဒီဩဂုတ်လတော့ကတရားတရားဓမ္မတွေဥစဉ်15ရက်တရားစခန်းလာကြအဲ့ဒီလာပြီးတဲ့နောက်ပို့ပြီးတော့စိတ်ထက်သန်ကုန်ကြတယ်လို့ထင်တယ်ဟိုမှာတော်စနစ်တကျနေရထိုင်ရတယ်တရားအားထုတ်ရတယ်အဲ့တော့အဲ့ဒီမှာစနစ်တကျဖြစ်တယ်လို့ပဲစီကံသေးသေးဘို့နဲ့တရားအားထုတ်ကြတယ်လို့ပဲဒီကြတော့လည်းပဲဖြစ်အောင်ကြိုးစားမယ်ဆိုပြီးတော့စိတ်အားခဲပြီးတော့ထားခဲ့ကြတယ်လွန်ခဲ့တဲ့လကစပြီးတော့အတတ်နိုင်ဆုံးပေါ့လေကြိုးစားခဲ့ကြတယ်အဲ့တော့ကိစ္စတစ်ခုလုပ်တယ်ဆိုတာတစ်ချိန်တစ်ခါတည်းနဲ့ကတော့ကိုလိုချင်တဲ့ဘာခေါ်မလဲအဆင့်အတန်းနော်ကိုလိုချင်တဲ့ဟိုတိအောင်မရောက်နိုင်ဘူးပေါ့အဲ့တော့နည်းနည်းချင်းသွားရမှာပေါ့လေကားတက်တယ်လို့ပါပဲနော်တခါတည်းဟိုးအထက်ဆုံးအထိလှမ်းတက်လို့မရဘူးအဲ့တော့တစ်ထည့်ချင်းတက်တယ်လို့ပဲအဲ့တော့တဖြည်းဖြည်းနဲ့ပိုးပူပြီးတော့စီကံစနစ်ကျသွားအောင်ဒါလှုပ်သွားကြရအောင်အဲ့အခုအစမှာစပြီးတော့ဒီလိုစီကံလှုပ်မှာနောက်လိုက်မဲ့လူတွေဖို့လွယ်ကူးသွားမယ်နောက်လိုက်တဲ့လူတွေကိုကိုကတိတ်ပြီးတော့အထူးပြောနေကြမှာလို့တော့ဥစဉ်တော့ဟိုမှာလုတ်ခတ်တယ်လို့ပေါ့လေနော်ဟိုမှာကတော့ငကိုကစီကံကြာပြီးသားဆိုတော့နောက်လာတဲ့လူကဒီစီကံနဲ့အကုန်လုံးဝင်သွားတော့တာအဲ့ဒီလိုပဲအခုဥစဉ်တို့ဒီဟွာပြုတဲ့အဲလေးရတကာဒကမတွေစုပြီးတော့တရားထုတ်တဲ့တရားစခန်းမှာလည်းပဲအတတ်နိုင်ဆုံးစီကံရှိအောင်ကြိုးစားပြီးတော့သွားကြအဲ့တော့တရားအားထုတ်တဲ့အခါမှာကိုယ်အလုပ်ဟာဘာလို့ဆိုတရားအားထုတ်တာပဲနော်တခြားအလုပ်ဟာကိုယ်အလုပ်မဟုတ်ဘူးလို့ပဲဒါမှတ်ထားရမှာဒီတရားအားထုတ်နေတဲ့အချိန်မှာအဲ့ဒီလိုတရားအားထုတ်နေတဲ့အချိန်မှာဘာအရေးကြီးတယ်လဲဆိုရင်တရားကိုလေးစားဖို့နော်ဒါအရေးကြီးတယ်တရားကိုလေးစားလို့တရားအားထုတ်တာတော့ဒါလူတိုင်းသိတယ်တရားအားထုတ်မှုသို့မဟုတ်ဒီတရားကိုပဲလေးစားဖို့တခါအရေးကြီးတယ်ဒါဘာကြောင့်လဲဆိုတော့ကိုမြတ်စွာဘုရားကိုတော်တိုင်ဘုရားဖြစ်ပြီးတဲ့အခါကတဲ့စဉ်းစားမိတယ်တဲ့လောကမှာဒီအယုအသေးမပြုတ်ဘဲနဲ့နေရတာမကောင်းဘူးလေးစားမှုမရှိဘဲနဲ့နေရတာမကောင်းဘူးအဲ့တော့ငါလည်းပဲလေးစားမှုနဲ့နေခြင်းနဲ့ဘုရုကိုများငါလေးစားနေရမလားဘလူကိုအယုသေးပြုတ်နေရမလဲလို့မြတ်စွာဘုရားစဉ်းစားလိုက်တဲ့ခါကျတော့လူတွေကြည့်လိုက်လည်းပဲမြတ်စွာဘုရားအနေနဲ့လေးစားရမယ့်ပုဂ္ဂိုလ်မရှိဘူးပေါ့
နတ်တည်တဲ့ရှာကြည့်လိုက်လဲနတ်တည်တဲ့မှာလည်းမြတ်စွာဘုရားလေးစားမယ်ပုဂ္ဂိုလ်မတွေ့ဘူးမြမာတွေကြည့်လိုက်နော်မြမာဆိုအလွန်တကူကြည့်တယ်အသက်အလွန်ရှည်တယ်ဒါပေမဲ့လို့အဲ့လိုမြမာတွေကြည့်လိုက်တဲ့အခါမှာလည်းပဲမြတ်စွာဘုရားကအလေးပြုရမယ်မြမာရဲ့လို့မတွေ့ဘူးအဲ့တော့ပုဂ္ဂိုလ်အနေနဲ့မြတ်စွာဘုရားအလေးပြုစရာဘာမှမတွေ့တဲ့အခါကျတော့မြတ်စွာဘုရားကဒါဖြစ်ရင်ငါထိုးထွင်းပြီးတော့သိတဲ့တရားဒီတရားကိုပဲအယုအတိပြုအလေးအမြတ်ပြုနေရရင်ကောင်းလေစွာလို့ဒီလိုအကြံဖြစ်တယ်နော်ဒီလိုအကြံဖြစ်ပြီးတဲ့နောက်မြတ်စွာဘုရားဟာတရားကိုအမြဲတမ်းလေးလေးစားစားနေခဲ့တယ်ဒီဦးဇင်းတို့ကျမ်းဂန်ဒီမှာတရားတော်ကိုဂုဏ်ပြုတဲ့အခါကျတော့ဒီတရားတော်ဟာမြတ်စွာဘုရားကိုယ်တော်တိုင်အာယုံပြုသောအားဖြင့်၎င်းပွားများသောအားဖြင့်၎င်းလေးစားပူဇော်တဲ့တရားလို့ဒီလိုဆိုအဆိုရှိတယ်မေဖို့နိဗ္ဗာန်တရားကိုမြတ်စွာဘုရားကရပြီးသားပြီးတော့ဒါကိုပြန်ပြီးတော့အာယုံပြုတယ်အဲ့လိုအာယုံပြုနေတဲ့အနေအားဖြင့်လည်းပဲမြတ်စွာဘုရားကတရားတော်ကိုပူဇော်နေတယ်အယုတည်ပြုနေတယ်လို့ဆိုရတယ်ကိုယ်တိုင်ဒီတရားကိုကျင့်နေတဲ့အနေနဲ့လည်းပဲမြတ်စွာဘုရားကတရားတော်ကိုလေးစားသမှုပြုနေတယ်လို့ဒီလိုဆိုရအဲ့တော့မြတ်စွာဘုရားကိုယ်တော်တိုင်တောင်မှဒီတရားကိုဒီလောက်လေးစားတယ်ဆိုရင်မြတ်စွာဘုရားရဲ့သာသမီတွေဖြစ်ကြတဲ့အခုတရားဓမ္မတွေအားလုံးနော်တန်ဃာတော်တွေရောဒီလိုပဲလေးစားတိုက်တယ်ပေါ့ဒါကြောင့်မို့အခုတရားရှေ့ဆိုတရားဝင်ကြတော့မယ်ဆိုတော့အဲ့လိုတရားအားထုတ်တဲ့အခါမှာတရားတော်ကိုမလေးစားမဲ့အမှုအရာမျိုးမလေးစားမှုမျိုးဖြစ်မှဟာမျိုးဆိုရင်ရှောင်ကြဖို့အရေးကြီးတယ်နော်အဲ့တော့တရားမလေးစားမှုတွေကဘာတွေဖြစ်နိုင်တယ်လဲနံပါတ်1ဘေးလို့မသိဘူးဒါကတော့နော်တရားထိုင်တော့ကိုကဟိုလျှောက်စဉ်းစားဒီလျှောက်စဉ်းစားနေရောက်နေစိတ်တွေဟိုရောက်ဒီရောက်ဟုတ်လားဟိုရောက်တယ်ဆိုတာကဟိုတခါရောက်သွားတာမျိုးကတစ်မျိုးဟုတ်လားတက်ကိုလျှောက်စဉ်းစားနေတာမျိုးကတစ်မျိုးပေါ့အဲ့လိုတရားကိုလက်လွတ်ပြီးတော့တက်လျှောက်စဉ်းစားနေတာမျိုးအဲ့ဒီလိုဆိုရင်လည်းပဲဒါဟာပါလေတရားတော်ကိုမယူသေးတာမလေးစားတဲ့သဘောပဲဒါကြောင့်မို့အဲ့လိုလည်းမဖြစ်အောင်ပထမကိုထိန်းသိမ်းရမယ်ထိန်းချုပ်ရမယ်ဒါကတော့သူများမသိဘူးကိုသာသိမဲ့ဟာနောက်တစ်ခုကတော့ကိုအမှုအရာပေါ့ကိုအမှုအရာလည်းပဲတရားနေနေတဲ့ဆိုတဲ့ကိုအမှုအရာမျိုးရှိစေရဟိုမော့ကြီးဒီမော့ကြီးနော်အလုတ်သွားတယ်လာတဲ့အခါလှုပ်တဲ့ခိုင်တဲ့အခါမှာဖြတ်လက်မြန်ဆန်လှုပ်ရင်ဒီပုဂ္ဂိုလ်တရားလက်လွတ်နေပြီဒါဘေးရလူကသိတယ်နော်သူတို့သာသနာ့ရိပ်တာမှာဆိုရင်ယောဂီတွေကိုလိုက်ပြီးတော့ကြည့်တယ်ယောဂီတွေရှိတယ်နော်ယောဂီ watchers ပေါ့မြင်လိုက်ရင်ကြည့်လိုက်ရင်သိတယ်ဒီယောဂီကအမှတ်တရားလွတ်နေပြီမလွတ်ဘူးဆိုတာသူတို့ကသိရင်သူတို့ကသွားပြီးတော့ဒါသတိပေးတယ်နော်မိတ်ဆွေခင်ဗျအမှတ်လွတ်နေတယ်ကြိုးစားပါအမှတ်နဲ့လောက်ပါကိုင်မှာသွားပါလာပါပေါ့လေအဲ့ဒီလိုအဲ့ဒါကြောင့်မို့အဲ့ဒီလိုအမှတ်တရားလွတ်နေမဲ့အမူအရာမျိုးမဖြစ်စေရဘူးဒါလည်းပဲကြည့်စိုက်ရအဲ့တော့တရားအားထုတ်နေတဲ့အချိန်မှာဒီ distraction ပေါ့နော်အမှတ်ကျဲသွားမဲ့အလုပ်မျိုးဆိုရင်အတတ်နိုင်ဆုံးဦးဇင်းတို့ကရှောင်ရမှာအဲ့ဒါကြောင့်မို့မျက်လွှာဆိုရင်လည်းပဲအောက်ချထားရမယ်နော်ဘာလို့မော့ကြည့်မိရင်ကြည့်တဲ့အတွက်ကအဲ့ဒါကမှတ်ရလေဦးမမြင်နေကြည့်တယ်ဒါအလုပ်ပို့တစ်ခုလုပ်ရတယ်အမှန်တမ်းကောင်းလင်းကုန်းထားမယ်နော်ဟိုဒီမကြည့်ဘူးလူချင်းလည်းမကြည့်ဘူးအဲ့ဒီလိုတရားအမှတ်တရားရှိနေတယ်ဆိုတဲ့အမှုအရာမျိုးပေါ်အောင်လည်းပဲဒါနေရဒါလည်းပဲတရားလေးစားမှုဒီလိုမဟုတ်ဘူးဘိုးကြီးဒီကြီးနေမယ်ဗာစတယ်ပေါ့လေနော်အမှတ်ကျဲသွားအောင်လုပ်မယ်ဆိုရင်ဒါဟာလည်းပဲတရားမလေးစားတာပဲဒါကြောင့်မို့တရားကိုလေးစားရမယ်ဆိုရင်အဲ့ဒါလည်းပဲဂရုစိုက်ရမယ်နောက်တစ်ခုကတော့ဗာလဲစကားပြောတာပေါ့နော်ခုနကတော့လူကကိုတယောက်တည်းတင်မော့ကြီးဘာကြီးလုပ်နေတာဟုတ်လားအခုခါကျတော့ဘာဖြစ်သွားတော့ companion 2ယောက်3ယောက်ဖြစ်သွားတယ်နော်စကားပြောလာအဲ့တော့စကားပြောတယ်ဆိုတာလည်းပဲဒီအမှတ်အလွန်ကျဲစေသမာဓိအလွန်ကျဲစေဒါကြောင့်မို့စကားပြောတာကိုလည်းပဲအတတ်နိုင်ဆုံးရှောင်ညရလိမ့်မယ်ဦးဇင်းတို့အင်္ဂလိပ်လိုပြောတဲ့ခါကျတော့ noble silence ဆိုပြီးတော့ပြောလို့ရှိတယ်နော်
noble silence ဆိုတာကတော့ကိုအရိယာတို့ဤစိတ်စိတ်နေခြင်းဆိုတာကိုအင်္ဂလိပ်လိုပြန်ထားတာဒါပေမဲ့လို့အရိယာတို့ဤစိတ်စိတ်နေခြင်းဆိုတာကတော့အထက်တန်းသိကြတန်ဝင်စားနေတာကိုပြောတာနော်မြတ်စွာဘုရားကဟောထားတာရှိတယ်จิตတို့တဲ့စုမိတဲ့အခါမှာတဲ့သင်တို့စုမိတဲ့အခါမှာတဲ့လှုပ်ရှားအလုပ်နှစ်ခုပဲရှိတယ်နော်တရားစကားရင်လည်းပြောနေရတရားစကားမှမပြောရင်လည်းပဲအရိယာတို့ဤစိတ်စိတ်နေခြင်းဖြစ်နေရတယ်တွေ့ကြရတယ်စကားများမနေနဲ့လို့ဆိုလိုတာပေါ့လေအကျိုးမရှိတဲ့အလုပ်တွေလုပ်နေတယ်လို့ဆိုလို့နော်အဲ့ဒီလိုပဲအခုတရားအထုတ်တဲ့ပုဂ္ဂိုလ်တွေကအရိယာတို့ဤစိတ်စိတ်နေခြင်းအစ်စ်ဖြစ်တဲ့ဇန်တိအောင်မရောက်နိုင်ဘူးလို့တတ်နိုင်တယ်မြစိတ်စိတ်နေဖို့ကိုကြိုးစားရလိမ့်မယ်နော်အဲ့တော့မလိုတာမှန်သမျှမပြောဘူးဒါပေါ့ဒီနိုင်ငံသားတွေလည်းသူကများတော့တော်တော်ခဲရှာတယ်ဒီအဲ့ဒီ noble silence နေရတာဘာလို့ဆိုသူတို့လူမျိုးကအလွန်ဘာလို့ thank you လို့ဘာလို့လုပ်တဲ့လူမျိုးမဟုတ်လားနော်မနေ့မိုးလင်းလည်း good morning လေးမဆိုရရင်ပဲသူတို့ဟာတမျိုးစိတ်ထဲမှာရိုင်းသူလို့ဘာလို့ထင်တယ်ဟုတ်လားသူစင်းဟို Florida အရင်တရားပြောင်းတော့လူတယောက်ကပြောဘယ်လိုကြီးနေမှလည်းမသိဘူးတဲ့နော်ဒီမှာတရားလာထိုင်အားလူတွေတပွဲကြီးထိုင်ပြီးတော့သမင်းစားကြတယ်10ယောက်15ယောက်စားတယောက်လည်းစကားမပြောဘူးတယောက်လည်းမကြည့်ဘူးခါငြိမ်းပြီးတော့စားတယ်သူကအဲ့ဒါဟမ်လူတွေစားသမင်းစားရင်တယောက်စကားလေးပြောပြီးတော့စားကြတာတရားနဲ့စားရတာအမှတ်နဲ့စားရတာတော့သူခင်ဗျာမှာတော်တော်အနည်းခက်နေပုံရတယ်နော်ဒါကကို self control กว่าလို့ဒါဟုတ်လားကိုထိမ့်သိမ့်တာလို့အဲ့တော့ဒီတမာတိကျဲတော့မှာအမှတ်ကျဲတော့မှာဆိုလို့စကားမပြောနဲ့လို့ဆိုတာလို့ရိုင်းရမယ်တယောက်ပေါ်တယောက်ရိုင်းရမယ်လို့ဆိုလိုတာမဟုတ်ဘူးစိတ်ဆိုးနေရမယ်လို့ဆိုလိုတာမဟုတ်ဘူးလို့အဲ့လိုပြောပြနော်ဒါကြောင့်မို့ဦးသိန်းတို့အခုဒီနေ့ညကစပြီးတော့ပေါ့တန်းနိုင်တဲ့မြစကားပြောမှုကိုရှောင်မယ်နော်မဖြစ်မှသာပြောမယ်ဒါလေးလည်းပဲဒါစောင့်တည်ရလိမ့်မယ်နော်တဖြည်းဖြည်းနဲ့ဘာခေါ်လဲဝက်နည်းနည်းချင်းတစ်ထည်ချင်းတရေချင်းတင်းသွားလိမ့်မယ်နော်ပြီးတော့နောက်တစ်ခုကတော့ဒါတော့အမျိုးသမီးတွေနဲ့ဆိုင်နေထင်တယ်သမင်းဟင်းဆွန်းနော်တရားအထုတ်ဖို့အခုဒီမှာလာစုတာဟာပျော်ပွဲစားလာတာမဟုတ်ဘူးနော်တရားအထုတ်လို့လာတာအဲ့ဒါအစားကောင်းတော့ကောင်းနေထိုင်စားမယ်ဆိုပြီးလာတာမဟုတ်ဘူးအဲ့ဒါကြောင့်မို့အစားအတော့ကိုလည်းပဲတိတ်မချဲကြနဲ့နော်မျှတယုံဟုတ်လားတနေ့ခန္ဓာကိုယ်မျှတယုံတရားအထုတ်နိုင်ယုံပြီးမှန်းပြီးတော့လုပ်ကြပါနော်ဘုန်းကြီးဆုံးကတ်တဲ့ခါမှာလည်းပဲဒီလိုပဲတိတ်ပြီးတော့အများကြီးတွေမလုပ်ကြနဲ့နော်တခြားအချိန်ခါမှာကတ်ချင်တော့ကကိစ္စမရှိဘူးဟုတ်လားတရားထုတ်နေတဲ့အချိန်မှာရိုးလေးဆိုတော့နှစ်ခွက်သုံးခွက်ဆိုရင်ဒါပြီးတာပဲအဲ့ဒါလည်းအရေးကြီးတယ်ဘာကြောင့်လဲဆိုရင်ရှင်းရပြောရဲဆိုတာလွန်ချင်းကုန်တယ်တမာတိလည်းအလွန်ပြည့်ဟိုဟာလေးနည်းနည်းစဉ်းစားရတယ်ချက်တယ်ဆိုတာလွယ်တာမဟုတ်ဘူးအဲ့ဒါကြောင့်မို့အစားအသောက်ကိုလည်းပဲချုံးနေတယ်မြချုံးမယ်နော်အခုတက်လို့စားဖို့လို့အရင်လာတော့ပြောခဲ့တယ်လှုပ်ဖြစ်လာမသိဘူးကောင်းတယ်နော်ဒီလိုတရားထုတ်တဲ့အချိန်ခါမှာတော့တက်လို့စားပိုးပြီးတော့ကောင်းတယ်အဲ့ဒီလိုချုံးတာဟာလည်းပဲပါလဲခုနတမာတိကျဲတာထိမ့်သိမ့်ပေးတာနော်တမာတိကျဲစီမဲ့အလုပ်နည်းနေတယ်မြနည်းအောင်ဆိုပြီးတော့လုပ်ရတယ်အဲ့တော့စားတဲ့အခါကျတော့ဟိုမှာတော့ကလာဖေးရက်မှာတော့ကဟိုစားကန်ဒီအင်္ဂလိပ်လိုဆိုတာလေးရှိပါတယ်နော်ဟိုအမလိုချင်တယ်ပြောတာတော့ဥစဉ်မပေးမိသေးဘူးအမှန်ကတော့အဲ့ဒီဟာကဘုန်းကြီးတွေပတိစိတ်ဆိုတဲ့အထက်ပါတဲ့ဟာပစ္စုခဏဆင်းញင်တာအဲ့တော့အဲ့ဒီထဲမှာအရေးကြီးတာကဘာလဲစားတာတောက်တာမှာရည်ရွယ်ချက်နှစ်ခုရှိတယ်နော်ပထမရည်ရွယ်ချက်ကဘာလဲဆိုတော့ဝေဒနာဟောင်းကိုဖြောက်ဖို့တဲ့နော်ဒုတိယရည်ရွယ်ချက်ကဝေဒနာအစ်စ်မဖြစ်စေဖို့တဲ့နားလည်လားဒါလဲတယ်လို့မလဲတယ်လို့နေလိမ့်နော်ဝေဒနာဟောင်းကိုဖြောက်ဖို့ဆိုတာကဘာလဲဆိုရင်တဲ့ဆာလောင်မုတ်သိမ့်မှုကိုပယ်ဖြောက်ဖို့လုံးဝမစားဘဲနေရင်စားမယ်ပေါ့နော်တိတ်စားနေလည်းပဲဒါတရားအမထုတ်နိုင်ဘူးဟုတ်လားအဲ့ဒါကြောင့်မို့ဆာလောင်မှုပယ်ဖြောက်ဖို့ရန်စားပါတယ်တပည့်တော်တို့နော်နောက်တစ်ခုကပါလေဝ
ဝေဒနာအသစ်ဆိုတာကအစားတွေသိပ်စားတဲ့ခါကျတော့သမင်းစီရစ်တယ်ဆိုတဲ့ဟာနော်ဘိုက်သိပ်ပြေးလာတဲ့ခါကျတော့တရားလည်းအာမတော်နိုင်ဘူးလှဲအိတ်ချင်တယ်အဲ့ဒီလိုအလွန်အကျွံမစားအောင် over eating လည်းမဖြစ်အောင်ထိန်းရမယ်ဒါကြောင့်မို့ဝေဒနာအဟောင်းလည်းပဲဖြောက်ဖို့ဝေဒနာအသစ်လည်းမဖြစ်စေဘူးစားတယ်ဒါကြောင့်မို့စားတဲ့အခါမှာအလွန်အဝကြီးပြအောင်မစားနဲ့နော်ညတရုံငါဒီနေ့ဒီလောက်စားရင်တော့ငါနေနေလောက်ပြီဆိုရင်အဲ့ဒါလောက်ကြည့်ပြီးတော့စားပါနော်ကျမ်းဂန်မှာဘယ်လိုပြောထားတော့စွန်းစားတဲ့အခါမှာတဲ့နောက်ဆုံး၄-၅လောက်မစားပါနဲ့တဲ့နော်အဲ့ဒီဆုံး၄-၅လောက်စားမယ်အစားရေတောက်ပါအဲ့ဒါဟာတရားအထုတ်တဲ့ဒီဟန်အတွက်အလွန်ချမ်းသာတယ်နော်ဒါမှန်တယ်တခါလေဆုံးအများကြီးစားမိတယ်ထမင်းတွေအများကြီးစားမိရင်ဘိုက်တခါလေသိပ်ပြည့်ပြီးတော့အင်းနေတယ်နော်ပြီးတော့ထမင်းစီရစ်တယ်စွန့်စီရစ်တယ်အိတ်ချင်းနဲ့ငိုက်တယ်တရားအမထုတ်နိုင်ဘူးဒီလိုဖြစ်တယ်ဒါကြောင့်မို့အစာစားတာဟာအထူးသဖြင့်ပေါ့လေဘုန်းကြီးတွေကတော့အမြဲတမ်းပေါ့လူတွေအနေနဲ့ဆိုရင်တော့အခုလိုတရားထုတ်တဲ့ခါမှာဒီရွယ်ချက်နှစ်ခုကိုမမေ့ဘူးအရေးကြီးတယ်ငါဘာလို့ဖို့စားတယ်လဲမစားအောင်စားတယ်နော်မစားအောင်ဆိုတာကတော့ခန္ဓာကိုယ်မျှတနိုင်အောင်ပေါ့နောက်တစ်ခုကဘာလို့အလွန်ကျွံမဖြစ်အောင်နော်အလွန်ကျွံစားမိရင်ခုနလိုဝေဒနာအသစ်မပေါ်ဒီနှစ်ခုကြီးစားတယ်အဲ့ဒီလိုဆင်ခြင်ပြီးတော့စားရင်အလွန်ကျွံလည်းမစားမိပါဘူးမျှတရုံကတော့ဒါစားရမယ်ဘာလို့ဆိုတော့လူခန္ဓာကိုယ်ကအာဟာရကိုအမိပြုတာအာဟာရမရှိဘဲတော့မဖြစ်ဘူးအဲ့ဒါကြောင့်မို့အစားအသောက်ကိုလည်းပဲချုံညံသမျှချုံပါနော်ဦးဇင်းတို့အရှိတိုင်းသူအရှိတိုင်းသားကတရားတရားလွန်ဆက်တန်တယ်ဘုန်းကြီးဆိုလည်းဖိုးပဲရအများကြီးကတ်ချင်တာနော်သင်္ကွက်တွေဆိုစကွက်ကိုပြည့်နေအောင်ကတ်ချင်ဟုတ်လားတခြားချိန်မှာတော့ကိစ္စမရှိဘူးလားအခုတရားထုတ်တဲ့ချိန်မှာတော့ချုံနေသမျှချုံညာတဲ့ဟိုမှာတော့မှဥစဉ်မနဲ့ကတ်တဲ့ခါကျတော့တော်များတာတွေတွေ့နေရသေးတယ်အဲဒီဟိုလာဖေးရမှာတော့မှဘယ်လောက်များဖို့မလိုဘူးမှာတော့တရားတရားဆိုတာနည်းနည်းချင်းတိုးလာတာပဲဟုတ်လားပထမတော့နည်းနည်းပဲနောက်တော့ဟိုဟာလေးတိုးလာဒီဟာလေးတိုးလာကြတော့များလာအဲ့ဒါတွေလည်းချုံပြီးတော့တခြားကိစ္စနည်းနေသမျှနည်းအောင်နော်ညနေမစားတာဟာလည်းပဲအဲ့ဒီရည်ရွယ်ချက်ပါတယ်ညနေစားရင်စားတဲ့အတွက်ကချက်ကပြုတ်အောင်မယ်ဒီအတွက်ကအချိန်ကုန်မယ်စားတဲ့တောက်တဲ့အတွက်ကအချိန်ကုန်မယ်စားတာတောက်တာဟာအမှတ်တရားနဲ့စားတယ်ဆိုမလို့မစားပဲထိုင်တာတော့ကောင်းတာမဟုတ်ဘူးမတတ်တယ်လို့ထစားတော့စားတဲ့တောက်တဲ့ခါမှာအမှတ်လွတ်မှာဆိုလို့ဒါအမှတ်နဲ့စားရတာမစားမတော့ခွဲနဲ့တရားထိုင်မှတ်ရရင်ဒါသာပြီးတော့ကောင်းတယ်ဒါကြောင့်မို့ဒီတထဆိုတော့လေမနေ့ပိုင်းတင်စားရင်ခန္ဓာကိုယ်ကမျှတနိုင်တယ်နော်တရားထုတ်ဖို့အချိန်ပူရတယ်သမာဓိကျဲဖို့အကြောင်းနည်းသွားတယ်ဒါကြောင့်မို့ညနေတိုင်းညနေစာကိုမစားဘဲနဲ့နေကြရတာတက်အငတ်ခန္ဓာမျိုးမဟုတ်နော်ပြီးတော့လည်းပဲသိက္ခာပုဒ်တွေကိုစောင့်ထိန်နေဆိုတာဟာ self control ပဲကိုထိန်းသိမ်းတာအဲ့တော့ကိုဘယ်လောက်ထိန်းသိမ်းနိုင်တယ်မထိန်းသိမ်းနိုင်ဘူးဆိုတော့လည်းအဲ့ဒီပုံမှာတည်တယ်သိက္ခာပုဒ်တွေငါဘယ်လောက်ထိန်းသိမ်းနိုင်တယ်ဘယ်လောက်မထိန်းသိမ်းနိုင်ဘူးဆိုတဲ့ပုံမှာတည်တယ်နော်ဒါကြောင့်မို့ self control လည်းပို့ပြီးတော့ဖြစ်အောင်ဆိုပြီးတော့အခုဒါ၅ပါးသီလတွေမကဘူးနော်၈ပါးသီလစောင့်တည်ကြတယ်အဲ့ဒီလိုရှေ့ပိုင်းလှုပ်เสีย preliminary လေးတွေအကုန်လုံးသေးချာလှုပ်ပြီးရင်ဒါတရားဝင်ကြဖို့ပေါ့လေနော်အဲ့တော့သမာဓိကျဲမဲ့အလုပ်ငါဘာမှမလုပ်ဘူးဆိုတာဒါမှတ်ထားရမယ်နော်ဒါကြောင့်မို့ဒီအချိန်တွင်းမှာစာမဖတ်ပါနဲ့နော်စာမရေးပါနဲ့တယ်လီဖုန်းတို့ဘာလို့လဲပဲအလွန်ကိုမတတ်တာမှသာပြောပါနော်မရှောင်တာတဲ့မဖြစ်တဲ့ကိစ္စမျိုးရှိမှသာပြောပါသုံးမဝင်တော့အသာနေလိုက်တော့နော်တခါဥစဉ်ရှိလာတရားအထုတ်လဲဆရာဝန်တယောက်လာအထုတ်လဲသူတကမမကြောက်ဘူးတယ်လီဖုန်းဆက်ခဏလေးပြောပြသေးတယ်ဟာတကယ်အရေးကြီးလို့လားပြန်မေးလိုက်တယ်နောက်မှပြောမရဘူးလားလို့ရပါတယ်ဖျားတယ်ပြောလဲချားတာအဲ့ဒါနဲ့ကဲနောက်မှပြောဆိုတော့ပြီးမှဘယ်နဲ့တရားထုတ်ကစားရှိသေးတယ်အိမ်ကတယ်လီဖုန်းဆက်တယ်ဆိုတော့စိတ်ကဘာဖြစ်သွားမှာပေါ့ဟုတ်လားအဲ့တော့ဒါကြောင့်မို့အဲ့ဒီဟာတွေကိုလည်းပဲတတ်နိုင်တဲ့မြဒီရက်ကလေးအတွင်းမှာရှောင်ရမယ်နော်ဦးစင်လန်းတော့စဉ်းစားလာတယ်ငါယောဂီတွေရှိကအလှခံမယ်လို့ဟ
နော်ဒါလှူနိုင်မလှူနိုင်တော့မသိဘူးဆိုတော့ငွေ15000ရှိတယ်ဆိုတော့အခုနော်ယောဂီတွေမှာတယောက်ငွေ15000ရှိတယ်အဲ့ဒီငွေ15000ရှိတဲ့ထဲကဦးစင်းကငါ့ကို2ကျပ်လှူပါလို့ပြောမယ်နော်အဲ့လှူနေကြပါမလား15000တော့ရှိတာပဲငွေ2ကျပ်တော့ဘာမှလှူနေနေရှိဘူးနော်ကောင်းပြီတစ်နှစ်မှာ365ရက်ရှိတယ်ဟုတ်လားအဲလူတွေဖြန်းဖြန်းအသက်45နှစ်နဲ့တွက်လိုက်နော်15000လောက်ဖြစ်သွားလိမ့်မယ်ရက်ပေါင်း15000လောက်ရှိတယ်ဆိုတော့ဟုတ်ပြီလားအဲ့ဒီထဲကအခု2ရက်ကိုအလှူခံမယ်နော်အခု2ရက်ကိုဦးစင်းကိုလှူအောင်မဟုတ်ဖယားကိုလှူအောင်ဒီ2ရက်အတွင်းမှာနော်စနစ်တကျဟုတ်လားတရားဟိုအားရပါရကြိုးစားပြီးတော့အားထုတ်ပါမယ်ဟုတ်ပြီလားဒီ2ရက်တော့လှူပါလေနော်ကိုရက်ဒီအများကြီးရှိတာဟုတ်လား45နှစ်လောက်နဲ့ပဲတွက်လိုက်အောင်တခါရက်ပေါင်း3000လောက်ရှိတယ်အဲ့ဒီထဲကဒီ2ရက်ကလေးကိုဖယားကိုလှူထားမယ်နော်အဲ့ဒီရက်အတွင်းမှာဖယားမကြိုက်တဲ့လှူတယ်ဘာမှမလုပ်ဘူးပေါ့ဟုတ်လားတမာရီကျဲမဲ့အလုပ်ဘာလို့ဘာမှမလုပ်ဘူးငါတရားပဲကြိုးစားပြီးတော့အားထုတ်မယ်လို့အဲ့ဒီလိုစိတ်ထဲမှာစောင့်တည်ပြီးတော့ထားပါနော်ဒီအပြင်ရောက်စိတ်အပြင်ရောက်မှစိတ်ပေါ်လာတိုင်းဟာငါဖယားလှူထားတာဆိုပြီးပြန်ပြန်တော့သတိရပါစေနော်အဲ့ဒီလိုပြင်းစင်ပြီးတော့အကျိုးရှိတဲ့ရှိအောင်ပေါ့လေဒီအချိန်ကတော့ကိုကဆုံးဖြတ်ပြီးပြီဟုတ်တော့မလားဒီဆိုတော့ဒီ2ရက်တော့ငါတရားထုတ်မှတော့ဆုံးဖြတ်ပြီးပြီပြန်ပြေးလို့လည်းဒါမတော်တော့ဘူးနော်ဒီအဲ့ဒါကြောင့်မို့အချိန်ကုန်ရကျိုးနှက်အောင်ပေါ့ကျူးစားစားနဲ့အားထုတ်ကြရအောင်အဲ့တော့2ရက်ကလေးအားထုတ်တဲ့နဲ့သောတာပန်ဖြစ်သွားမယ်တဂရဂံဖြစ်သွားမယ်ဒါကတော့ညှော်လင့်လို့မရဘူးပေါ့ဟုတ်လားပြည့်ကျင်လည်းပြည့်မယ်မပြည့်ကျင်လည်းမပြည့်ဘူးသို့တော့ဒီတရားအားထုတ်နေတဲ့အချိန်မှာအ ਨੇ ဆုံးဘာရရမလဲစိတ်ငြိမ်းချမ်းမှုရရနော်ဒါဟာဒီနိုင်ငံမှာကြတော့ဒါလည်းတော်တော်အရေးကြီးတယ်စိတ်မငြိမ်းချမ်းတဲ့ယောဂဆိုကြပါစို့ဒီနိုင်ငံမှာအလွန်ပေါ့တယ်ဒါကြောင့်မို့တရားထိုင်တဲ့အတွက်နော်အလွန်မြင့်မားတဲ့အကျိုးတွေမရခြင်းနေပါစီဘာတော့ရရမလဲစိတ်ငြိမ်းချမ်းမှုအကျိုးကိုတော့ရကိုရရစိတ်ငြိမ်းချမ်းသွားရင်ခန္ဓာကိုယ်လည်းငြိမ်းချမ်းသွားလိမ့်မယ်ခန္ဓာကိုယ်ငြိမ်းချမ်းသွားရင်ခန္ဓာကိုယ်မှာရှိနေတဲ့ယောဂဗျာဆိုတာလည်းပဲကင်းရှင်းသွားနိုင်နော်အဲကြောင့်မို့အကျိုးရှိအောင်အချိန်ကုန်ရကျိုးနှက်အောင်တော့တို့အားထုတ်မယ်လို့ဒီလိုလည်းပဲစိတ်ပြင်ဆင်ပြီးတော့ထားပါတဲ့အဲဒီလိုစနစ်တကျလေးဖြစ်သွားအောင်ကြိုးစားပြီးတော့ထိုင်ကြမှာနော်မေတ္တာပို့တော့မနဲ့ကြမှာပဲပို့ကြစို့အင်းညတော့တရားပဲထိုင်ကြစို့အခု10နိုင်တောင်ထိုးသွားအဲ့တော့နာယူဝတ်ထိုင်